စီဟေးအားလုံးပဲနေကောင်းလားငါနာမည်ကမန်ကီဒီလူဖီပါငါကပင်လေဓာဗျဘယင်ဖြစ်လာမဲ့သူကွာဒီဇလန်းဘယ်လိုစားလဲဆိုတာသိကြလားတော်မိုက်တဲ့ဇလန်းပဲဘယင်ဆိုဂိုးရော်ဂျာဆိုတဲ့ဓာဗျသူ့ကိုခုညက်ခါနီးမှာ One Piece ရဲ့နာကြီးကို Grand Line မှာထားခဲ့တယ်လို့ပြောသွားခဲ့တယ်အဲ့ဒါကြောင့်အခုလူတိုင်းအဲ့ဒီရတနာကိုလိုက်ရှာနေကြတယ်ဒါရောပဲပေါ့ဒါနဲ့ငါ Windmill ရွာကနေငါရဲ့သင်္ဘောနဲ့ထွက်လာခဲ့တယ်တကယ်တော့လူကတူတီလေးပါပြီးတော့ထွက်ချင်းရေမြုပ်သွားတာပေါ့လေဒါပေမဲ့စိတ်ပူပါနဲ့ငါမှအကျန်းရှိတယ်ငါစီပိုင်းလွတ်တခုတဲ့ဝင်ပြီးဒီရေးအိတ်လိုက်တယ်ဒါခီးသွားဖို့အကောင်းဆုံးလေးလာမယ်ငါကိုယုံလိုက်အိယာကနိုးလာတော့ငါသင်းဘောအကြီးကြီးတစ်စီးပေါ်ရောက်နေရောဒါပေမဲ့သင်းဘောပိုင်ရှင်ကသဘောမကောင်းဘူးသူ့နာမည်က Elvida တဲ့ဘန်ဒူကြီးကိုင်းပြီးလူတွေကိုရိုက်ရလာကြိုက်တယ်ပင်လေသားပြအထွားကြီးပေါ့အဲ့ဒီမှာငါကိုဘီနဲ့တွေ့တယ်သူကတော့တတိမရှိတဲ့အောက်ခြေတင်းကောင်လေးပေါ့ဒါပေမဲ့ तू ကလူကောင်းမှာ तू က Marine စစ်သားဖြစ်ချင်ပေမဲ့ကြောက်ပြီးထွေရဲဖြစ်နေတာငါကတော့သူ့ကိုပျောက်လိုက်တယ်ကိုအိမ်မက်အသက်ဆွတ်ရမှာမကြောက်နဲ့လို့အဲ့ဒီအချိန်မှာ Elvida ရောက်လာပြီးငါ့ကိုသူ့တန်တုတ်ကြီးနဲ့ရိုက်မလို့လို့တာပေါ့ तू မှားသွားပြီဘာလို့လဲဆိုတော့ငါက gum fruit စားထားတဲ့ရာဘာလူသားလေးကွာငါသူ့ကို gum pistol နဲ့ထိုးပြီးဝီးကြီးလွတ်သွားအောင်လုပ်လိုက်တယ်ကိုဘီနဲ့ငါတကယ်လူတစ်စီးယူပြီးထွက်ပြေးလာခဲ့ကြတယ်နောက်တစ်ခုကတော့ Grand Line ပေါ့ဒါပေမဲ့ငါတို့မှာမြေပုံမရှိဘူးအဖွဲသားတွေမရှိဘူးအစားတောင်လည်းမရှိဘူးကိုဘီကပြောလဲ Grand Line ထွားဖို့မြေပုံလိုချင်ရင် Shells Town ကရေတဲ့စခန်းကိုတွားရမယ်တဲ့ပြီးတော့အဲ့ဒီမှာဖမ်းခံထားတဲ့ Roro Noah Zoro ဆိုတဲ့ပင်လေဓာပြမှုဆိုအကြောင်းပြောပြတယ်နတ်ဆိုးတယ်လားငါရဲ့ပထမဆုံးအဖွဲသားအဖြစ်ခေါ်ဖို့အတော်ပဲမြို့ထဲရောက်တော့ငါဗိုက်စာလို့စားတော့ဆိုင်တဲ့ဆိုင်ကိုဝင်လိုက်တယ်ဒီမှာလိန်မော်ရောင်စပီနဲ့ကောင်မလေးတယောက်ကိုတွေ့တယ်သူကငါ့ကိုအချိုးကြီးဝဲတိုက်တယ်တကယ်တော့သူများစီကနေယူထားတာပါဒါပေမဲ့သူကသဘောကောင်းပါတယ်ရေတဲ့စခန်းနဲ့ရောက်တော့ဇော်ရိုကိုတွားတွေ့တယ်သူကကြောက်စရာကြီးဒါပေမဲ့ကလေးမလေးလာကျွေးတဲ့သမင်းလုံးကိုရေကြီးပေါ်ပြုတ်သွားကြတော့သူကောက်စားတယ်ကွာအဲ့လာနဲ့ငါဆုံးဖြတ်လိုက်တယ်ဒီကောင်ငါ့အခွေတဲ့ဝင်းကိုဝင်းရမယ်သူကတော့ငင်းတာပေါ့အခါတဲ့ငါစခန်းတာဝန်ခံCaptain Morgan စီကမြေပုံခိုးဖို့မျိုးစင်းပေါ်တက်သွားတယ်သူ့လက်မှာပစေးကြီးတက်ထားတယ်ကွာဗိုက်တယ်မလားတကယ်တော့သူကသူ့ရုပ်သားကိုထုပြီးသဘောကျနေတဲ့လူဆိုးပါအဲ့ဒီမှာဘသူနဲ့သွားတွေ့လဲသိလားဟိုလီမော်တောင်စပင်းနဲ့ကောင်မလေးလေသူ့နာမည်ကနန်လီတဲ့သူလည်းမြေပုံလာခိုးတာငါတို့ပူပေါင်းလိုက်ကြတယ်ဒါပေမဲ့ Morgan ကငါတို့ကိုတိုက်ခိုက်တော့တာပဲငါဇော်ရိုနဲ့ဓာတ်တွေ၃ကြောင်းတောင်တာသူ့ကိုသွားယူပြီးကျိုးဖြီလိုက်တယ်ပြီးတော့ပြောလိုက်တယ်ငါအဖွဲတဲ့ဝင်းရင်မင်းဓာတ်တွေပေးမယ်လို့သူခမရရွေးချယ်စရာမရှိတော့ဘူးလေရှိငါတို့အကြီးကြီးတိုက်ခဲ့ကြတာပေါ့ဇော်ရိုကပါဇက်မှာပါဓာတ်ကြိုက်ပြီးဓာတ်၃ကြောင်းနဲ့တိုက်တယ်နန်မီကတုတ်တစ်ချောင်းနဲ့လူတွေကိုလက်ရိုက်တယ်ငါကတော့ပစေးလက်နဲ့မော်ဂန်ကိုတာဝန်ယူလိုက်တယ်သူကငါ့ကိုခုတ်နိုင်မယ်ထင်နေတာငါဂမ်ဝစ်နဲ့စော်လိုက်တော့အလဲပဲငါတို့မြေပုံကိုရလိုက်ပြီကိုဘီကတော့ Marine စစ်သားလုပ်ဖို့ကြံခဲ့တယ်သူတက်တီကို Garb ဆိုတဲ့ရေတပ်ဘူကြီးတောင်ချီကျူးရတယ်အခုတော့ငါရဲ့ဇော်ရိုဓာတ်သမားနန်မီရဲ့ရှိတယ်မြေပုံရှိတယ်တင်းဘောရှိတယ်ငါတို့ Grand Line ကိုတွားကြမယ်1P ရေငါ့ကိုစောင့်နေလိုက်တော့ငါက Man PD Luffy ပင်လေဓာပြဘယင်ဖြစ်လာမဲ့သူကွာဒီဇလန်လေးကိုစိုက်တယ်ဆိုရင် like and share လုပ်ပေးပါနော်နောက်ထပ်ကဗီဒီယိုလေးကြည့်ကြမယ်ဆိုတာအမှန်မှန်ပြင်လာပါတယ်ဒီနေ့ကောင်းလေးကို comment ချင်ဆိုရင်တော့အခု page ကို follow လုပ်ထားလို့ရပါမယ်